အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဗာသီးလေးတွေဖြစ်မလဲခင်ဗျာဒါကတော့ကျွန်တော်တို့အရန်ကိုတည်ပြီးတော့အိမ်တိုင်းမှာအတုံးလဲအရန်ဝင်တဲ့တမျိုးသီးလေးတွေဖြစ်ပါတယ်ခင်ဗျာတမျိုးသီးလေးတွေကခိုင်ကူးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကိုတည်ပါတယ်ခင်ဗျာအိမ်တိုင်းမှာတပင်လောက်စိုက်ထားရုံနဲ့နေကိုအရန်ကိုစားရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ channel မှာစိုက်ထားတဲ့တမျိုးပင်လေးတွေဖြစ်ပါတယ်ခင်ဗျာအရန်ကိုလှပြီးတော့အရန်လဲတည်ပါတယ်ခင်ဗျာကျွန်တော်တို့ channel မှာတမယာပင်လေးတပင်စိုက်ထားရုံနဲ့နင်ကိုတမယာသီးကတော့အရှယ်ပဲကိုစားရတာပါခင်ဗျာတမယာသီးကလည်းအငြင်းတန်းတီးနေတဲ့အပင်လေးဖြစ်တဲ့အတွက်ကြောင့်မို့စိုက်ထားဖို့ကိုကျွန်တော်ကြံပြုပါတယ်ခင်ဗျာအသက်ရှည်ခြင်းရင်အပင်စိုက်ဆိုသလိုပဲအပင်လေးတွေကတော့လုံးဝကိုစိတ်ချမ်းသာပါတယ်ခင်ဗျာကိုယ့်အိမ်မှာတမယာသီးလေးတွေတီးလာတာနဲ့ကိုပျော်ရွှင်မှုကတော့တစ်ခုအရသာကိုခံစားရပါတယ်ခင်ဗျာကိုသီးလေးတွေကတော့ဘယ်တော့တီးမလဲအသီးလေးတွေတီးလာပြီလားရင်ခုန်ရတာကိုကကိုယ့်ရဲ့ပီတိဖြစ်ဖို့ကောင်းပါတယ်ခင်ဗျာဒီလိုအပင်လေးတွေစိုက်ထားတာကိုကစိတ်ချမ်းသာဖို့အရန်ကောင်းပါတယ်ဒီလိုမြေစိုက်ပြီးတီးနေတဲ့ဟာဆိုရင်တော့ကျွန်တော်တို့အရန်ကိုချစ်ဖို့လည်းကောင်းပါတယ်ဒါဆိုရင်ကျွန်တော်ချမ်းမှာအလုံး1000လောက်ကိုဒီပင်လေးတွေကနေကျွန်တော်ခုပြပါပြီခင်ဗျာဒါကတော့ကျွန်တော်ရှိမှာနောက်တပြန်တီးတဲ့အသီးလေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာဒီလိုညိုကောင်းတဲ့အပင်လေးတွေကိုစိုက်ထားတာပါဖြစ်ပါတယ်ခင်ဗျာဒီလိုအပင်လေးတွေစိုက်ဖို့ကိုလည်းကျွန်တော်အကြံပြုပါတယ်ခင်ဗျာကျွန်တော်ကတော့အသီးလေးတွေတီးတယ်ဆိုရင်တော့အသီးလေးတွေကလည်းရမ်းကိုတီးတာအဲ့ဒါကြောင့်မို့ကျွန်တော်ကမိတ်ဆွေအပေါင်းအသင်းတွေကိုလည်းအသီးလေးတွေကိုအမြဲတမ်းခုပေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရှိရငှက်တိုက်ကလေးပါ